တိရွက်ကြွေတိုင်းအပင်မသေးပါဘူးပင်စီကောင်းရင်ရွက်သစ်ပြန်လောင်းပါလေအခက်ခဲဒုက္ခတွေရောက်တိုင်းဘဝပြတ်သွားတာတော့မဟုတ်ပါဘူးရှုံးမပေးပဲဆက်ကြိုးစားရင်အောင်မြင်မှုအဖူးပွင့်တွေထပ်ပြီးတော့ဝေစားနိုင်ပါသည်ဘလို့အခက်ခဲမျိုးပဲဖြစ်ဖြစ်အရှုံးမပေးပဲနဲ့ဆက်လက်ပြီးတော့ကြိုးစားရမယ်ဘာဖြစ်လို့လဲဆိုတော့အခက်ခဲတွေများလာလေလေအဲ့ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့အရေးချင်းတွေပေါ်လာလေပါပဲအခက်ခဲတွေကြုံတိုင်းထိုင်ကြီးနေမယ်ဆိုရင်ဘယ်တော့မှပြီးမှာမဟုတ်ပါဘူးအခက်ခဲတစ်ခုကြုံတိုင်းငါ့ကိုဘဝရဲ့သင်ခန်းစာတစ်ခုပေးတယ်လို့ပြောထားခက်ခဲကိုလုံးဝမကြောက်ပါနဲ့ခက်ခဲကိုကြောက်တဲ့ပုဂ္ဂိုလ်ဟာအောင်မြင်မှုကိုကြောက်တာနဲ့တူပါတယ်ခက်ခဲတွေကိုကျော်လွှားနိုင်မှုအတွက်ဆွဲရှိရမယ်သိခံရမယ်ဉာဏ်ပညာရှိရမယ်တဲ့ခက်ခဲများကိုကျော်လွှားနိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ